နေအိမ်မှာချက်ရလွယ်ကူပြီးတော့စားလို့ကောင်းတဲ့ဟင်းလေးကိုမိမိရဲ့ချက်ကျွေးပါတယ်ကဲချက်နည်းလေးကြည့်လိုက်ကြမယ်ပေါ့နော်ပထမဆုံးအနေနဲ့ကြက်ဥကညှိတက်တဲ့အတွက်ပေါ့နော်ပဲမုံရင်စားရင်စနွေးရင်နဲ့ရေရင်ဆေးရပါတယ်ပြီးရင်တော့ကြက်သွန်ပြူထောင်းမယ်ပေါ့နော်ဂျင်းကတော့အိမ်မှာကုန်းနေလို့မထည့်လိုက်ရဘူးကဲပြီးလို့ရှိရင်နောက်တစ်စင်းကတော့စီတက်မယ်ပေါ့နော်စီပူပူတဲ့ကိုကြက်သွန်ပြူထောင်းထားတာလေးရဲ့စနုံးမုံရင်ငရုတ်တီလူမုံရင်ထည့်ပြီးတော့စီတက်ပါမယ်ရှင်ပြီးရင်အဓိကစလိုက်ဖြစ်တဲ့ကြက်ဥထုံးထားလေးကိုထည့်ပါမယ်အဲ့ဒီမှာလေကြက်ဥထုံးထားတာတွေကတော့အများကြီးပဲဒါပေမဲ့အရင်ကြောင်လူလေးမှာသူစားသွားတာလည်းအများကြီးပဲနည်းနည်းပဲကြံတော့မှရှိရလေးပဲထည့်ချလိုက်ရပါတယ်ကဲပြီးလို့ရှိရင်တော့အရင်အမေကလေဟင်းလေးကိုဗရဲကောမုတ်ထည့်ချက်တယ်ပေါ့နော်အဲ့ဒီအမုံကဟင်းအတွက်အနံလေးပူမွေးစေရဆိုပြီးတော့ထည့်တာပေါ့နော်ပြီးရင်နောက်ဆုံးစင်းနေကတော့ပင်စိမ်းရွက်လေးထည့်ပြီးတော့ရေထည့်ပြီးတော့ဖုံးလေးအုပ်ထားလိုက်ရင်ရပါပြီကဲရတာရှိရဲ့ကြက်ဥဟင်းလေးရပါပြီရှင်